အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့အရှိရဗီဒီယိုလေးနှစ်ခုရဲ့အဆက်ဖြစ်တဲ့ Platinum Mall မှာမုတ်သွားစားခဲ့ပြီးတော့ရှောက်ဖက်ကြည့်ခဲ့တဲ့ vlog လေးပဲဖြစ်ပါတယ်အခုကတော့မုတ်စားပြီးလို့ Platinum Mall ထဲမှာရှောက်ဖက်ကြည့်ရင်းနဲ့ဆိုင်လေးတွေတွေ့လို့ရိုက်ဖြစ်ခဲ့ရပါအယုတ်ဆိုင်တွေကလည်းအများကြီးရှိရကြောင်းမလို့လိုချင်တာကိုတော်တော်ထိန်းခဲ့ရပါတယ်အခုမြင်တွေ့နေရတာကတော့ Platinum Mall ရှိရမုတ်ကြီးတမ်းပဲဖြစ်ပါတယ်ဒီကနေပြီးတော့မနက်ပိုင်းမှာအရန်စီရဲဆိုတော့ပတူနန်ဈေးကိုလည်းတွားလို့ရပါတယ်